ညာဝတီ၏နောက်ဆုံးနေဝင်ချိန်နှင့်တစ္ဆာဖောက်၏ညီကုန်းမြန်မာတက္ကရာ1144ခုနှစ်ခရစ်နှစ်1980နှစ်မြောက်ဦးနေပြည်တော်၏ရာဇဝင်စာမျက်နှာတစ်ခုဖွင့်လှစ်လိုက်တော့လေထိုစာမျက်နှာသည်ညီကုန်း၏အစဖြစ်နေခဲ့သည်နမ်ဘလင်ပေါ်တွင်စပယ်တော်မူသည်မှာမဟာတမတရာဇာမင်းဖြစ်သည်ထိုမင်းသည်ရှေးမင်းအဆက်ဆက်ကဲ့သို့မင်းမျိုးမင်းနွယ်စစ်စစ်မှဆင်းသက်လာသူမဟုတ်ပေရန်ပေကျွန်းရန်ပေမြို့ရှိကန္နာစုရက်ကွက်တွင်ဖွားမြင်ခဲ့တော့မောင်အောင်စီတူမဟုတ်ဦးအောင်စီဖြစ်သည်ဦးအောင်စီသည်မင်းမဖြစ်မီကရန်ပေနေစာရန်ပေမြို့စာအဖြစ်အမှုထမ်းခဲ့ပြီးတိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်နန်းတွင်ရှိရှုပ်ထွေးမှုများကြားတွင်မှုမတူက၎င်းကိုတရားမျှတစွာအုပ်ချုပ်နိုင်မည်သူအဖြစ်ယုံကြည်ကဘရှင်အဖြစ်တင်မြောက်ခဲ့ကြခြင်းဖြစ်သည်ကဘာဦးကာလာကတမတတင်မြောက်ပုံကိုအစားပြု၍မဟာတမတရာဇာဟုသောဖွဲ့အမိနှင့်တန်းတက်ခဲ့တော်လဲ၎င်းသည်မြောက်ဦးနေပြီးတော့ဤနောက်ဆုံးတော်မီဖြစ်လာမည်ကိုမထူမပခံမနိုင်ခဲ့ကြပြီထိုမင်းကိုထောက်ခံသူများရှိတကူမနာလိုဝေတို့စိတ်နှင့်မကောင်းစင်ကြသူနှင့်ရှိခဲ့သည်ထိုသူတို့ထဲတွင်ငစရိုင်းချောင်းစားငတန်တီသည်အဆိုးဆုံးဖြစ်သည်ငတန်တီသည်မိမိအရှင်သခင်ကိုဥညွတ်ခါစားနေတော့လဲရင်ထဲတွင်မနာလိုစိတ်များဖြင့်ပူလောင်နေသည်ငါနဲ့တူတူမြို့စားနေစားအစင်ကနေဘရင်ဖြစ်လာတဲ့ရံပြေးသားကိုငါဘာလို့ဥညွတ်ရမှာလဲဟူသောအာဃာတဖြင့်အင်းဝဘရင်ပထုံမင်းဘိုးတော်ဘုရားတိတ်တဆိတ်ချင်းကတင်းညဝရီကိုသိမ့်ပိုက်ရန်စီယုံတော်သည်မိမိကိုယ်သာရခိုင်ပြည်ဘရင်ခံအဖြစ်ခန့်ထားရန်ရှောက်တင်ခဲ့သည်မြန်မာတက္ကရာ1146 AD 1984တွင်ပထုံမင်း၏သားတော်အိမ်ရှိမင်းဥပေါ်ချီတက်လာသောအခါငတန်တီသည်မိမိအရှင်သခင်နှင့်မိမိလူမျိုးအပေါ်တစ္ဆာဖောက်ခဲ့သည်ဗမာတပ်များအလွယ်တကူဝင်ရောက်နိုင်ရန်လမ်းပြခဲ့ရုံမကရခိုင်တပ်မတော်၏အချက်အခြာကျသောခန်းစီစခန်းသတင်းများကိုရန်သူလက်သို့ပေးပို့ခဲ့သည်သူစိတ်ထဲတွင်မြောက်ဦးကြဆုံးပြီးနောက်မိမိကိုယ်တိုင်ရခိုင်ပြည်အဖြစ်နန်းတက်ရန်သို့မဟုတ်အာဏာကြီးစိုးရန်သာအိမ်မက်မှန်နေခဲ့သည်သို့သောအမှောင်တရားသည်အောင်ပွဲမခံနိုင်ခဲ့ပါမြောက်ဦးကြဆုံးပြီးနောက်ပထုံမင်းသည်ငတန်တီအားဂတိအတိုင်းဘရင်တင်မြောက်ခြင်းမပြုခဲ့၎င်းကိုတစ္ဆာမရှိသူတူအဖြစ်တတ်မှတ်ကဖမ်းဆီးခေါ်ဝေါ်သွားခဲ့နောက်ပိုင်းတွင်ကွပ်မျက်ခြင်းခံရခဲ့သည်ဟုဆိုကြတယ်ငစရိုင်းချောင်းစားငတန်တီသည်မြောက်ဦးနေပြီးတော့ပျက်စီးခြင်းအဓိကအကြောင်းအရင်းတစ်ခုဖြစ်သောပြည်တွင်းသစ္စာဖောက်မှုကိုပူစားပြုသူဖြစ်ရခိုင်သမိုင်းတွင်မတန်တင်ထုံခံရသူဖြစ်ပါတယ်ဗမာတပ်များမြောက်ဦးကိုသိမ်းပိုက်ပြီးနောက်၎င်းကိုတစ္ဆာမရှိသူအဖြစ်တတ်မှတ်ကကွပ်မျက်ခြင်းခံရခဲ့သည်မိမိသခင်ကိုတစ္ဆာဖောက်တော်သူသည်သူတစ်ပါးအတွက်လည်းအသုံးမဝင်ဟုသောအယူဆနှင့်စီရင်ခြင်းခံရခြင်းဖြစ်ပါ